ဇက်ပိုးဖြစ်ပေမဲ့မင်းသမီးတွေကိုတောင်ဘေးဖယ်စေနိုင်တဲ့ live စေကွင်းနိုင်ရှင်မြမို့ရဲ့တောက်ပါလာမှုအနုပညာလောကဟာအမြဲပြောင်းလဲနေတဲ့လိုင်းလုံးကြီးတစ်ခုလိုပါပဲ။တစ်ချိန်ကနောက်ခံဇက်ပိုးဖြစ်သားမြင်တွေ့ရတဲ့လူတစ်ယောက်ဟာအချိန်တစ်ခုရောက်လာတဲ့အခါမှာပြိသက်တွေရှိတက်လာနိုင်နေဆိုတာအမှန်တရားတစ်ခုပါ။ဒီလိုပဲနိုင်ရှင်မြမို့ဟာလည်းဇက်ပိုးတူဝက်ဖြစ်စာတင်ခဲ့ပေမဲ့ယနေ့မှာတော့မင်းသမီးတွေနဲ့တော့အပြိုင်ရဲတည်နိုင်တဲ့အဆင့်တစ်ခုကိုရောက်ရှိလာခဲ့ပါတယ်။တမကိုလူသိများလာစေခဲ့တဲ့အဓိကချက်ကတော့ live sequence ဆိုတဲ့နာမည်ပါပဲ။တာမန်တရုပ်ဆောင်တူအဖြစ်သားမနေပဲစီးပွားရေးဘက်ကိုပါတိုးချဲ့နိုင်ခဲ့တာဟာယနေ့ခေတ်အနုပညာရှင်တူအတွက်အရေးပါတဲ့ multi-talented lifestyle ကိုပြသနေပါတယ်။ကိုဗစ်ကာလအတွင်းမှာလူတိုင်းလိုအခက်အခဲတွေကြုံတွေ့ခဲ့ရသလိုသူမလည်းမလွယ်ကူခဲ့ပါဘူး။အနုပညာလုပ်ငန်းတွေရပ်တန့်သွားချိန်ဝင်ငွေရောနေသွားချိန်မှာအိမ်ငါးဘွားနဲ့ခက်ခဲစွာနေထိုင်ခဲ့ရပါတယ်။ကံကောင်းထောက်မှလို့လုပ်ငန်းရှင်အချို့ရဲ့ကူညီနဲ့ live sale လောကထဲကိုရောက်လာခဲ့ပြီးအဲ့ဒီကနေသူမရဲ့ဘဝလမ်းကြောင်းဟာပြောင်းလဲသွားခဲ့ပါတယ်။တဖြည်းဖြည်းနဲ့သူမရဲ့ live series ဟာလူကြိုက်များလာပြီးအယောင်းဝယ်တွေတိုးတက်လာခဲ့ပါတယ်။ဒီအောင်မြင်မှုတွေကြောင့်အိမ်ငါးဘဝကနေကိုပိုင်အင်ကြီးတစ်လုံးကိုတည်ဆောက်နိုင်တဲ့အထိတက်လှမ်းနိုင်ခဲ့ပါတယ်။သူမရဲ့ရွေးချယ်မှုတွေကလည်းကိုပိုင်စတိုင်နဲ့အမြင်ကိုထင်ဟပ်စေတဲ့အရာတွေဖြစ်ပါတယ်။စီးပွားရေးဘက်မှာသာမကနုပညာဘက်မှာလည်းသူမပြန်လဲတောက်ပါလာခဲ့ပါတယ်။လက်ရှိအတိတ်ခါခဇလန်တွေကတော့ပွဲမှာသူမရဲ့ပုံရိပ်ဟာထင်ရှားစွာထွက်ပေါ်နေပြီး fashion နဲ့ကိုပိုင်စတိုင်တွေကမင်းသမီးတွေကြားမှာတော့မလျော့ပဲတောက်ပနေခဲ့တာကိုတွေ့ရပါတယ်။အဆိုပါဇလန်တွေမှာသူမဟာဇက်ဖို့ဖြစ်ပါဝင်ပေမဲ့အရေးပါတဲ့အခန်းပေါင်းများစွာပါဝင်ရမယ့်အတွက်သူမရဲ့တရုပ်ဆောင်စွမ်းရည်ကိုပုံမမြင်တွေ့ရမယ်လို့မျှော်လင့်နိုင်ပါတယ်။မင်းသမီးတွေကြားမှာတော့မျက်နှာမရောပဲတောက်ပနိုင်တာဟာအလားပါတစ်ခုတည်းကြောင့်မဟုတ်ပါဘူး။သူမရဲ့အောင်မြင်မှုကိုကြည့်မယ်ဆိုရင်အောင်မြင်မှုဆိုတာလွယ်လွယ်နဲ့မရနိုင်ဘူးဆိုတဲ့အမှန်တရားကိုမြင်တွေ့ရပါတယ်။အခက်အခဲတွေကြားမှာလက်မလျှော့ပဲနီလန်းအသစ်တွေကိုရှာဖွေခဲ့တာကိုယ်တိုင်စူးစမ်းခဲ့တာတွေကပဲယနေ့အောင်မြင်မှုကိုဖန်တီးပေးခဲ့တာပါ။နောက်ဆုံးအနေနဲ့ပြောရမယ်ဆိုရင်နိုင်ရှင်မြင့်မို့ရဲ့ဘဝလမ်းကြောင်းဟာဇက်ဖို့တူအဖြစ်သာမနေရပဲ။ကိုပိုင်အောင်မြင်မှုကိုဖန်တီးနိုင်တဲ့သူတူအဖြစ်ပြောင်းလဲနိုင်တဲ့ဆိုတာကိုပြသနေတဲ့အထင်ကရဥပမာတစ်ခုဖြစ်ပါတယ်။ပရိသတ်ကြီးကရောအနာဂတ်မှာလည်းသူမရဲ့တာပါမှုဟာပုံမကြီးမားလာမယ်ဆိုတာကိုမျှော်လင့်မိလားဆိုတာပြောပေးခဲ့ကြပါဦးနော်။